ကစုံဒိုမနီအဘူခဏချမောင်းငလာပါဒီနေ့ပင်ဆိုင်မှာပဲမနေ့ကျွန်တော်မြေပြိုးထားဒီနေ့အပင်ဆိုင်မှာဖြစ်ပါတယ်ဒါမနေ့ကမှကာကြီးကောင်တွေဝင်ဆိုင်တာမှတော့တိုင်းထောင်းခဲ့မနေ့ကပြိုးပြီးဒီနေ့တော့ဆိုင်မှာဖြစ်ပါတယ်我丢下来了。မောင်းနေမဖို့ဘူးလို့ဖို့ပြင်ဘလို့တက်မဖို့လေဖို့လို့မကြောက်ဘူးပေါ့အေးချမောင်းဝင်ဘူးဝင်ဆိုင်မယ်ကစုံဒိုမနီအဘူခဏချမောင်းကစုံအမောင်းစီလို့လားကစုံအမောင်းစီလို့ကစုံဘာရောဘလိုမျိုးအစီရောဟောပါကစုံအစီအဲ့ဒါဒီလိုလားခုမှနေဘူးရဲကစုံစီဟောအစီလေးအစင်းနေတော့သူဟာဆွမ်းတာချမောင်ပင်တို့ပါတော့ ਨੇ ကစုံစီရေကစုံလားကုန်းကစုံလားဝါတာတဲ့ဟာရေကစုံကြီးဟာဟုတ်ပါဘူးဒီမှာလေနာမည်ရေးတယ်ဝါတာကွန်ဖိုပါလားဟိုစိုက်ပလိုက်ဘာသူပေါက်လာတယ်ဘာလို့လဲကွာခဏချမ်းထားအောင်ပေါ့ဒါတက်နေပြီလားဟိုအဲ့လိုမဆိုင်နဲ့နည်းနည်းလေးဟိုဟာလေးအခွက်လေးပေးပြဆိုင်ရအပေါ်မှာအောက်ကဟိုဟာအနစ်မရအောင်ဖြစ်နေအပေါ်ရိုင်းမဲဆိုရင်မြေသားနဲ့မထီပဲနေရမှာဒီလေးနည်းနည်းလေးအဲ့လိုဒီထဲဆိုင်အထက်အဲ့လိုမထက် မဆိုင်နဲ့ခါဟောပဲလာအဲ့လိုရတယ်တိုင်းမဖုံးညင်ပါ ဟိုမဖုံးဘူးလေနည်းနည်းလေးပဲအဲ့လိုအခွက်လေးတွေကိုထက် သူတို့ချစ်လိုက်မင်းလွန်တော့4000ကွက်ချစ်လိုက် ဒီလိုလား
ရလား ရှင်မလားတေးရှင်မလားဖြစ်ဟိုလုံးပလိုက်ပါဘာမှလုံးနေနဲ့စိုက်အကုန်လုံးသာစိုက်ပလိုက်အစီကလောက်မှမဟုတ်ဒီရဆိုရပြီရရေလောင်းပေါင်းတင်ပြောတော့ချန်ထားမယ်သကောလောက်ပြီးတယ်မှာတော်ပြီရေလောက်ဆိုစိတ်နေအစီရကဲအပေါင်းစီရုံမနီပဲရုံမနီစီဖြစ်ပါတယ်ထိုင်းသားတွေကြီးပဲမင်းရင်ထိုင်းလားရုံမနီစီကရွာတွေမှာတော့အစီခံတာတွေတော့မြင်ဘူးလေဒီကတော့မမြင်ဘူးဘလို့လဲပဲဒီကြပဲဒီတိုင်းမှာမောစီမြိုင်ရရင်များချမ်းဒါချမ်းမထားနဲ့လို့စိုက်တယ်ချမ်းထားဦးမလားဟောအစီနည်းနည်းကြီးနှုတ်အောင်ပါဒီ လုံးလေးပဲမျိုးပါဟာယုံနေမျိုးလားဟာရွာမကောအိမ်မှာစိုက်လာတာဟာအိမ်တော်ဖေးဈေးတိုင်တယ်ဆိုအဲ့ဒါအစုံရှိရယ်နော်ဘူးအိမ်ပါဆိုအမေကအစုံစိုက်တယ်ရင်တော့ဆိုလဲစိုက်တယ်အဲ့ဖြုံမင်းတို့ပါတော့ကြောက်ဖြုံမင်းသီးတော့အိမ်မှာစိုက်ထိုင်တပိုင်းလုံးကလူတွေအလကားလာခုစားမခါလာအစီလေးနေပဲဒီမှာအပေါင်းစီလုံနေတာဘိုးရင်ဆိုင်မယ်ဘိုးပဲအပေါင်းစီလုံနေတာရောထွက်မလာဘူးအေးဘူးစီရောနီးဟာဒါတော့ဘူးစီမှာစားတဲ့စီဘရိုကြီးတို့နီးဘူးစီကနီးမလေးဘူးစီကမြင်မှုတာပေါ့ဟာဒီလိုနီးမရှိဘူးလေဒါလဘော်လရီတွေထွက်တယ်လဘော်လရီတာနှစ်စီပဲရှိဘယ်တော့ကုန်မသိပါဒီမှာလေနှစ်စီလားအကုန်ဆိုင်မှာမလားဟိုနောက်နှစ်စီလောက်ဆိုင်အဲ့နှစ်စီ